ကမ္ဘာပေါ်မှာအလှပဆုံးအေဂျင့်ဆုံးလို့သတ်မှတ်ထားကြတဲ့ဒေသတစ်ခုပစိဖိတ်အနောက်မြောက်ဒေသဝါရှင်တန်ပြည်နယ်ထူထပ်တဲ့တစ်တောတွေရေခဲဖုံးနေတဲ့တောင်တန်းကြီးတွေကြီးမားတဲ့စီးနှင်းတွေအောက်မှာနှစ်ပေါင်းထောင်ချီပြီးငိမ့်သက်အိပ်စက်နေတဲ့အေယာမဘလူးကြီးတစ်ကောင်ရှိပါတယ်။အဲ့ဒါကတော့အဲ့ဒီဒေသရဲ့အကြီးမားဆုံးမီးတောင်ကြီးပါပဲ။နှစ်ပေါင်းထောင်ချီတဲ့ကာလတွေတစ်လျှောက်ဘယ်သူမှသူ့အကြောင်းကိုစိုးရိမ်စရာမလိုခဲ့ပါဘူး။သူကတဘာဝရဲ့ရှုခင်းတစ်ခုလိုပါပဲ။ဒါပေမဲ့မကြသေးခင်ကပညာရှင်တွေသတိထားမိလာတဲ့အရာတစ်ခုရှိနေပါတယ်။ဒီတောင်ကြီးကလည်းတိတ်တိတ်လေးအတန်တွေပေးလာနေပါပြီ။သိပ္ပံပညာရှင်တွေလစ်လျူရှုလို့မရတဲ့အပြောင်းလဲ၃ခုကိုစတင်တွေ့ရှိခဲ့ကြပါတယ်။ပထမတစ်ခုကတော့တိမ်မွေးတဲ့မြေငလျင်တွေပါပဲ။ဒါပြင်းထန်တဲ့ငလျင်တွေမဟုတ်ပါဘူး။အသေးစားအနက်ရှိုင်းဆုံးမှာဖြစ်ပေါ်နေတဲ့မြေအောက်လှုပ်ရှားမှုလေးတွေပါ။ဒီတုံခါမှုတွေကမြေအောက်ကမဂမာစနစ်ပြန်လည်စတင်လှုပ်ရှားလာပြီးဆိုတဲ့သတင်းပေးခေါင်းလောင်းလေးတွေပါ။ဒုတိယတစ်ခုကတော့အပူချိန်မြင့်တက်လာခြင်းဖြစ်ပါတယ်။မီးတောင်ရဲ့အချို့နေရာတွေမှာအပူချိန်ကပုံမှန်ထက်တိတိတသာပိုပြီးပူနွေးလာခဲ့ပါတယ်။မြေအောက်ရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာပူပြင်းတဲ့အရာတစ်ခုကအပေါ်ယံကိုဖိအားပေးနေတယ်ဆိုတဲ့အရေးရောက်မှာပဲ။တတိယတစ်ခုကတော့မြေမျက်နှာပြင်ရွေးရှားမှုပဲဖြစ်ပါတယ်။အဆင့်မြင့်ဂျိုလူတိုင်းတာရဲ့စနစ်တွေနဲ့တိုင်းတာကြည့်တဲ့အခါမီးတောင်ရဲ့ဘေးပတ်ဝန်းကျင်အချို့ဟာအနှဲငယ်ပုံမြင့်တက်လာတာဒါမှမဟုတ်ပုံတရံပြောင်းလဲလာတာကိုတွေးရှိခဲ့ရပါတယ်။မြေအောက်ကမဂမာစနစ်ဟာအခန်းချင်းထဲမှာကြီးထွားလာတဲ့ဘလူးကြီးတစ်ပါးလိုမြေကြီးကိုတွန်းကန်နေတာကြောင့်ဖြစ်ပါတယ်။ဒီလက္ခဏာတွေကရှင်းပါတယ်။ဒီအရာမဘလူးကြီးဟာနှစ်ပေါင်းထောင်ချီအိပ်စက်နေရကနေနိုးထလာဖို့ကြိုးစားနေပါပြီ။ဒါဆိုဘာကသူ့ကိုနိုးထလာအောင်လုပ်တာလဲ။ကျွမ်းကျင်သူတွေကမဂမာစနစ်အတွင်းဖိအားတိုးလာခြင်းကိုအဓိကတန်တရားရှိကြပါတယ်။မီးတောင်တွေဟာသူတို့ရဲ့တသန်းတစ်လျှောက်ဒီလိုနိုးထခြင်းပြန်အိပ်စက်ခြင်းတန်တရားတွေကိုဖျက်ဆီးလေ့ရှိပါတယ်။မြေအောက်ကကြောက်လွှာတွေရေရှားမှုကြောင့်အပူနဲ့ပစ္စည်းတွေစုပုံလာတဲ့အခါမဂမာစနစ်ဟာပြန်လည်ကြီးထွားလာပါတယ်။ဒီကြီးထွားမှုကမြေအောက်ကိုတိုးတိုက်လာတဲ့အခါခုနကပြောခဲ့တဲ့တုန်ခါမှုတွေအပူနဲ့ရေရှားမှုတွေဖြစ်လာရတာပါ။သိပ္ပံပညာရှင်တွေဟာမီးတောင်ရဲ့အခြေအနေကိုအချိန်တိုင်းစောင့်ကြည့်နေရပါပြီ။သူတို့ဟာဒီလိုအန္တရာယ်များတဲ့အခြေအနေကိုရှောင်ရှားနိုင်ရန်ဒီနိုးထမှုဘယ်လောက်ကြာမလဲ။ဘယ်အဆင့်ထိရောက်မလဲဆိုတာကိုနားလည်အောင်အပြေလွှာကြိုးပမ်းနေကြပါတယ်။အကယ်၍ဒီနိုးထမှုကဆက်ရှိနေပြီးတကယ်ကိုပောက်ကွဲမှုအဆင့်ထိရောက်သွားခဲ့ရင်ဘာတွေဖြစ်လာမလဲပစိဖိတ်အနောက်မြောက်ဒေသဟာထောင်စုနှစ်နဲ့ချီပြီးဒီလိုကြီးမားတဲ့ဘေးရန်နယ်မျိုးနဲ့မကြုံတွေ့ခဲ့ရပါဘူးမီးတောင်ကြီးတစ်ခုပောက်ကွဲရင်မီးတောင်ပြားတွေချော်ရည်တွေအပြင်အဆိုးရွားဆုံးဖြစ်တဲ့ရွှွညွန့်ရေစီးချောင်းကြီးတွေကမြေချောင်းအတိုင်းတဟုန်ထိုးစီးဆင်းလာနိုင်ပါတယ်ဒါတွေဟာမျိုးရတွေကိုဖုံးလွှမ်းနိုင်ပြီးလူတန်းပေါင်းများစွာရဲ့ဘဝတွေကိုချိန်ချောက်နိုင်ပါတယ်ဒါပေမဲ့အရေးကြီးတာကဒီနေ့ဒီချိန်မှာဒီမီးတောင်ကြီးဟာပြင်းပြင်းထန်ထန်ပေါက်ကွဲနေတာမဟုတ်ပါဘူး။သူဟာသတိပေးအတန်တွေပေးနေတာပါ။သိပ္ပံပညာရဲ့တိုးတက်မှုကြောင့်ကျွန်တော်တို့ဟာသဘာဝရဲ့အတန်ကိုနားထောင်ခွင့်ရခဲ့ပါပြီ။ဒီလိုကြီးမားတဲ့သဘာဝစိန်ခေါ်မှုကိုရင်ဆိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေသတိပေးချက်တွေနဲ့လုံခြုံရေးအစီအမံတွေကိုအကောင်းဆုံးလှုပ်ဆောင်နေကြပါပြီ။ဝါရှင်တန်ပြည်နယ်အောက်ခြေမှာနှက်ဆိုင်စွာလှုပ်ရှားနေတဲ့ဒီမီးတောင်ရဲ့ဇလန်းကတော့လူသားတွေအနေနဲ့သဘာဝကိုလေးစားရမယ်။ပြီးတော့သူ့ရဲ့သတိပေးသံတိုင်းကိုနားထောင်ရမယ်ဆိုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။